မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာကသဘာဝနဲ့ရှင်တွဲစိုက်ပျိုးတဲ့ organic စိုက်ပျိုးရေးအကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုသူတွေဆိုရင်သိပါတယ်ကျွန်တော်ဗီဒီယိုတွေက organic အားစီမှုသက်ဆေးဘူးသက်ဆေးတွေပဲတင်ထားပါတယ်ပိုးမွားတွေအကြောင်းနဲ့ယောဂါတွေအကြောင်းတင်မှသာ organic ဆေးတွေနဲ့လိုရမယ်ရဓာတ်ရုပ်ဆေးနာမည်တွေထည့်ပြောပေးတာပါ။ဘာကြောင့် organic တွေပဲတင်လဲဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့လေယာစိုက်ကွင်းတွေမှာဓာတ်ရုပ်ဆေးတွေအလွန်ကျွံသုံးစွဲတာကြောင့်စိုက်ပျိုးမြေပျက်စီးစားဖြစ်နေပါပြီ။စိုက်ပျိုးမြေကိုပြန်လည်ပြုပြင်ပေးမယ်ဆိုရင် organic ပစ္စည်းတွေကသာအကောင်းဆုံးလို့ဆိုပါတယ်။ဆိုတော့စပြီးတော့လေ့လာကြည့်ကြအောင်ပါဗျာ။ organic လို့ပြောရင်ကျွန်တော်ကိုယ်တိုင်လွန်ခဲ့တဲ့3နှစ်ကျော်လောက်ကအထိ organic နဲ့ဓာတ်ရုပ်လို့မသေးခွဲပါဘူး။ကျွန်တော်လိုပဲမသိသေးတဲ့သူတွေသိသွားအောင်နဲ့နောက်တစ်ချိန်ကျွန်တော်ကိုယ်တိုင်လေ့လာနိုင်အောင်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။စိုက်ပျိုးနည်းအကြောင်းမပြောခင်မှာ organic စိုက်ပျိုးခြင်းရဲ့အကျိုးကျေးဇူးတရားတွေကဘာတွေလဲဆိုတော့အများကြီးပါ။အဓိကကျသိတာထင်ရှားတဲ့အချက်လေးတွေပဲပြန်လည်မျှဝေပေးပါမယ်။သီးနှံစိုက်ပျိုးတောင်သူတွေကဓာတ်ရုပ်ဆေးတွေမသုံးတော့တဲ့အတွက်သီးနှံစိုက်ပျိုးသူတွေရဲ့ကျန်းမာရေးနဲ့ဓာတ်ရုပ်စိတ်သင့်မှုတွေမရှိတော့ပါဘူး။ဒါ့အပြင်သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ရေထုညစ်ညမ်းမှုတွေလည်းမရှိတော့ပါဘူး။ထေထိုးထုံမွေမလုပ်ရတော့တဲ့ပြင်ပြင်ပသွင်းအားစုတွေတိတ်မသုံးရတော့တဲ့အတွက်စိုက်ပျိုးစိတ်ကိုပါထွေးတာနိုင်သလိုမြေကြီးမြေဩဇာတက်တန်လာပြီးအဆိုတဲ့ထိမ့်သိမ့်နိုင်စွမ်းရှိလို့မြေစီလွှာအတိုက်စားခံရမှုကိုလည်းလျှော့ချပေးပါတယ်။စားသုံးသူတွေအတွက်ကလည်း organic နည်းနဲ့စိုက်ပျိုးထားတဲ့သီးနှံတွေကဓာတ်ရုပ်တက်ကြွင်းတွေမကျန်တော့တဲ့အတွက်ကျန်းမာရေးကိုထောက်ကူပြုတဲ့ပြင်အခြားသီးနှံတွေထက်အရည်ရွှမ်းပြီးအရသာလည်းပိုမိုထူးကဲကောင်းမွန်တယ်လို့ဆိုပါတယ်။ပြီးတော့ organic သီးနှံတွေကအခြားသီးနှံတွေထက်တာကြီးထားခံပါတယ်။ဆိုတော့ organic စိုက်ပျိုးနည်းအကြောင်းလေ့လာကြည့်ကြအောင်ပါဗျာ။စိုက်ပျိုးရေးကိုဓာတ်မြေဩဇာဓာတ်ရုပ်ဆေးဓာတ်ရုပ်ပိုးသက်ဆေးပေါင်းသက်ဆေးမှုသက်ဆေးတွေမသုံးတာနဲ့ organic ဖြစ်ပြီလားဆိုရင်မဖြစ်ပါဘူး။သူတို့ကိုတော့ဓာတ်ရုပ်လွတ်ဓာတ်ရုပ်ကင်းစင်စိုက်ပျိုးရေးလိုပဲသတ်မှတ်ရမယ်လို့ဆိုပါတယ်။ကိုနားလည်ထားသလိုစိုက်ပျိုးထားတဲ့ organic စိုက်ခင်းကဓာတ်ရုပ်လွတ်စိုက်ခင်းဖြစ်နေလို့စိတ်လည်းမကြပါနဲ့။ဓာတ်ရုပ်ဆေးတွေသုံးထားတဲ့စိုက်ခင်းကထွက်တဲ့သီးနှံတွေထက်ဓာတ်ရုပ်တက်ကြွမရှိလို့လူသားတွေနဲ့တိရစ္ဆာန်တွေအတွက်ကျန်းမာရေးကိုများစွာအထောက်အကူပြုသလို organic စိုက်ပျိုးရေးရဲ့ပထမအခြေလှမ်းအစလည်းဖြစ်ပါတယ်။ဒါဆို organic စိုက်ပျိုးရေးဆိုတာဘာလဲ။ organic စိုက်ပျိုးရေးမှာနည်းဥပဒေတွေရှိပါတယ်။ကျွန်တော်ကနားလည်လွယ်အောင်အကျဉ်းချုံးပြောပြမှာဆိုတော့အသေးစိတ်သိကျင်တော့ YouTube နဲ့ Google မှာရှာဖွေနိုင်သလိုကျွန်တော်တို့နိုင်ငံကဆရာကြီးဆရာမကြီးတွေလည်း organic အကြောင်းတွေမျှဝေထားကြတဲ့အတွက်ရှာဖွေဖတ်ရှုနိုင်ပါတယ်။ကျွန်တော်နားလည်သလိုအလွယ်ပြောရရင်တော့ organic စိုက်ပျိုးရေးဆိုတာရှေးရိုးစင်လာမပြတ်သဘာဝတိုင်စိုက်တဲ့စိုက်ပျိုးရေးကိုသဘာဝဂေဟစနစ်ကိုမထိခိုက်စေဘဲပတ်ဝန်းကျင်ညစ်နွမ်းမှုကိုမဖြစ်စေတဲ့ခေတ်မီစမ်းသစ်နည်းစနစ်တွေနဲ့အန္တရာယ်ကင်းတဲ့သီးနှံတွေစားသုံးစီလိုတဲ့စိတ်ဆန္ဒတွေပါပေါင်းဆက်စိုက်ပျိုးရတဲ့စိုက်ပျိုးရေးလို့မှတ်ယူရပါတယ်။ organic စိုက်ပျိုးရေးမှာအခြေခံကျတဲ့နည်းစနစ်တွေရှိပါတယ်။ကျွန်တော်ကတော့အကျဉ်းချုပ်မှဆိုတော့တချို့အချက်တွေကိုခြံလက်ထားခဲ့ပါတယ်။ကျွန်တော်မှတ်စုထဲမှာအခြေခံကျတဲ့၄ချက်ထုတ်လုပ်ထားတဲ့အတွက်အဲ့ဒီ၄ချက်ကိုပဲမျှဝေပေးပါမယ်။နံပါတ်1ကမြေစီလွှာမပြတ်သုံးရေး။နံပါတ်2ကဂေဟအဖွဲ့အစည်းရှင်သန်တည်တံ့နေစေရေးနဲ့ဂေဟစနစ်ကိုအမိပြုစိုက်ပျိုးရေး။နံပါတ်3ကစိုးကျိုးများစွာဖြစ်စေတဲ့ဓာတ်ရုပ်ဆေးပိုးသက်ဆေးပေါင်းသက်ဆေးမှုသက်ဆေးတွေကိုတက်နိုင်သမျှအသုံးမပြုရေး။နောက်ဆုံးတစ်ခုကရိုးရာဓလေ့တွေနဲ့နောက်ထပ်စမ်းသစ်တီထွင်အသုံးပြုနိုင်ရေးလိုပဲဖြစ်ပါတယ်။ဒီ၄ချက်ကိုတစ်ခုချင်းစီလေ့လာကြည့်ကြအောင်ပါဗျာ။ပထမဆုံးတစ်ခုကမြေစီလွှာမပြတ်သုံးရေးစိုက်ပျိုးမြေကမြေစီလွှာမပြတ်သုံးပဲကျန်းမာနေရင်စိုက်ပျိုးသီးနှံကိုလည်းကျန်းမာတန်ဆွမ်းစေမှာပါဒီလိုပါပဲစိုက်ပျိုးသီးနှံကျန်းမာနေရင်ဘက်တီးရီးယားရောဂါတွေနဲ့မှိုရောဂါတွေရဲ့တန်ကိုခံနိုင်ရည်ရှိစေပါတယ်ဒါဆိုမြေစီလွှာကိုပြတ်သုံးစေတာကဘာတွေလဲမြေစီလွှာကိုမပြတ်သုံးအောင်ဘယ်လိုကာကွယ်ကြမလဲမြေစီလွှာကိုအလွန်မင်းတူးဆွတာ
ထေထိုးထုံမွေတာစိုက်ခင်းမှာမိမိစိုက်ပျိုးတဲ့သီးနှံကလွဲပြီးကြံတဲ့အပင်တွေကိုအပြောင်ရှင်းပစ်တာနောက်ထပ်မြေကြီးကိုဘောင်တင်ပလတ်စတစ်ဖုံးအုပ်ပြီးစိုက်ပျိုးတာတွေကမြေကြီးရဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ်။မြေကြီးကိုအလွန်မင်းတူးဆွထေထိုးထုံမွေခြင်းအပြင်မြေလွှာအတွင်းမှာရှိတဲ့နိုက်ထရိုဂျင်နဲ့ကာဗွန်ဓာတ်တွေကလေထဲကိုအငွေ့ပြန်ဆုံးရှုံးစေသလိုမြေပေါ်မြေရောက်အကျိုးပြုအင်းဆက်တွေနဲ့အဏုဇီဝပိုးလေးတွေကိုထိခိုက်ပျက်စီးစေပါတယ်။ကျွန်တော်တို့ဖိုးဖွားခေတ်ကဆယ်ရီမြောင်းရီမရတော့မိုးရွာတဲ့အခါမှာစိုက်ခင်းတွေကိုပဲနှံစတဲ့သီးနှံတွေကိုဒီတိုင်းကျဲပတ်ကြပါတယ်။ထဲထိုးထုံမွေမလုပ်ကြရပါဘူး။ဒီတော့ကမြေကြီးကကျန်းမာနေပါတယ်။နောက်ထပ်မိမိစိုက်ပျိုးသီးနှံကလွဲပြီးကြံတဲ့ပင်တွေကိုအပြောင်ရှင်းပစ်တာကမြေကြီးကျန်းမာရေးကိုထိခိုက်စေပါတယ်။ဒီပင်တွေရဲ့အရေးကမြေကြီးဆိုဓာတ်ကိုထိမ့်သိမ်းပေးထားတဲ့အတွက်အကျိုးပြုနုဇီဝနဲ့အင်းဆက်တွေကစင်ဆက်မပြတ်မှီတင်းနေထိုင်ကြပါတယ်။ပြီးတော့ဘောင်အုပ်စနစ်နဲ့စိုက်ပျိုးတာကလည်းမြေကြီးရဲ့အပူချိန်ကလိုရာထက်ပိုခဲ့ပြီးအဏုဇီဝပိုးလေးတွေကိုသေစေနိုင်ပါတယ်။မြေစီလွှာမပြတ်သုံးရေးအချုပ်အားဖြင့်ဆိုရရင်တက်နိုင်သမျှထဲတိုးထုံမွေခြင်းမပြုဘဲနဲ့ပေါင်းမြတ်တွေကိုမျက်ရည်ဆက်လောက်နဲ့သာအသုံးပြုရှင်းလင်းပြီးစိုက်ကျင်းနေရလောက်သာတူးဆွစိုက်ပျိုးခြင်းဖြစ်ပါတယ်။ဒီနေရာမှာတခုထည့်သွင်းပြောချင်တာကမဖြစ်မနေထဲတိုးထုံမွေရမယ်ဆိုရင်တော့စိုက်ခင်းထဲမှာရေရှိချိန်နဲ့သီးနှံမျိုးစေ့ချချိန်တို့နဲ့နီးနီးကပ်ကပ်လှုပ်ဆောင်သင့်ပါတယ်။စိုက်ပျိုးပြီးရင်လည်းမြေဖုံးနေနဲ့ကောက်ရိုးပဲရိုးနှမ်းရိုးတွေနဲ့ဖုံးဖို့ပေးခြင်းအပြင်ပေါင်းမြတ်တွေကိုခိတ္တနှိမ်ထားနိုင်သလိုအကျိုးပြုနုဇီဝပိုးလေးတွေနဲ့အင်းဆက်ပိုးလေးတွေရဲ့ဂေယစနစ်ကိုထိမ့်သိမ်းပေးထားနိုင်ပါတယ်။နောက်နံပါတ်2ကဂေယဖွဲ့စည်းရှင်သန်တည်တံ့နေစေရေးနဲ့ဂေယစနစ်ပေါ်အမိပြုစိုက်ပျိုးရေးဆိုတာကစောစောကပြောခဲ့သလိုပါပဲမိမိစိုက်ပျိုးသီးနှံကလွဲပြီးအပြောင်ရှင်းပစ်တာကိုရှောင်ကျဉ်ရပါမယ်။ဒါမှလည်းဂေယစနစ်ကိုမပျက်စီးစေမှာပါ။ပြီးတော့ကျွန်တော်တို့လုပ်လေးရှိတာကစိုက်ခင်းထဲမှာသီးနှံပင်ကလွဲပြီးကြံတဲ့သက်ရှိအကောင်လေးတွေကိုဖြတ်ပိုးဖြစ်သတ်မှတ်ပြီးပိုးသက်ဆွေးတွေဖြန့်ပတ်ကြပါတယ်။တကယ်ကသူတို့ရဲ့အကျိုးပြုပုံကိုကျွန်တော်တို့မသိကြလို့ပါ။ဥပမာပြားပရုံးလေးတွေကဝက်မုံကူးပေးတယ်။ဒီအကြောင်းကိုတော့ဝက်မုံကူးခြင်းဆိုတဲ့အကြောင်းအရာမှာထည့်သွင်းမျှဝေပြီးပါပြီ။နောက်လိတ်ခုံးချိုင်းပင့်ကူငကြဲကောင်ရှ िख ိုးကောင်စတဲ့အင်းဆက်ပိုးမွားတွေကဖြတ်ပိုးတွေကိုစားတော့ဖြတ်စည်းနှိမ်နင်းပေးပါသေးတယ်။ပြီးတော့တီကောင်နဲ့အခြားမြေရင်းတွေတက်ရှိတွေကမြေစီလွာကိုတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်ပေးပါတယ်။ဒီလိုအင်းဆက်လေးတွေမိမိစိုက်ခင်းပတ်ဝန်းကျင်မှာရှိစေခြင်းနဲ့ဆိုရင်တော့စိုက်ခင်းပတ်ပတ်လည်မှာဖြူရောင်နဲ့အဝါရောင်ဆင်းရှိတဲ့ပန်းပင်တွေကိုစိုက်ပျိုးထားသင့်ပါတယ်။ဒါကြောင့်သူတို့ရဲ့ဂေယစနစ်ကိုထိမ့်သိမ်းပေးခြင်းအပြင်မြေစီလွာကိုကောင်းမွန်စေသလိုဖြတ်ပိုးတွေကိုလည်းနှိမ်နင်းပြီးသားဖြစ်စေတဲ့အတွက်သီးနှံကိုလည်းအထွက်တိုးစေမှာပါ။နောက်နံပါတ်3ကတော့ကျွန်တော်မိတ်ဆွေတွေသိပြီးသားဖြစ်မှာပါ။ဓာတ်ရုပ်ဆေးမျိုးရိုးဗီဇပြုပြင်ထားတဲ့အပင်နဲ့ဟိုမုန်းဆေးဓာတ်ရုပ်ပိုးသက်ဆေးပေါင်းသက်ဆေးမှုသက်ဆေးတွေကိုတက်နိုင်သမျှရှောင်ကျဉ်ရပါမယ်။ဓာတ်ရုပ်ဆေးတွေကကာလတိုအတွက်ပဲကောင်းပါတယ်။ကာလရှည်ကြာသုံးစွဲခဲ့ရင်မြေစီလွာကိုပြတ်သုံးစေပါတယ်။နောက်ထပ်အသုံးပြုစင်မှာပဲလူကိုအစိတ်သိမ့်နိုင်သလိုထွက်ရှိလာတဲ့သီးနှံတွေမှာလည်းဓာတ်ရုပ်တက်ကျွန်းတွေကျန်နေပါတယ်။ဒီတက်ကျွန်းတွေကလူတွေအတွက်ရောတိရစ္ဆာန်တွေအတွက်ပါကျန်းမာရေးကိုထိခိုက်စေပါတယ်။ဒါကြောင့်သွင်းအားစုတွေမသုံးဘဲမိမိပတ်ဝန်းကျင်မှာရှိတဲ့အပင်တိရစ္ဆာန်တွေရဲ့စွန့်ပစ်ပစ္စည်းတွေပဲတက်နိုင်သမျှအသုံးပြုပေးရပါမယ်။နောက်ဆုံးတစ်ခုကရိုးရာဓလေ့တွေနဲ့စမ်းသစ်တီထွင်အသုံးပြုရေးဆိုရမှာစောစောကပြောခဲ့တဲ့အပင်နဲ့တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကိုစမ်းသစ်တီထွင်ပြီးအသုံးပြုစေပါတယ်။ဥပမာနွားချေးစိတ်ချေးကြက်ချေးတွေကိုဒီအတိုင်းအသုံးပြုတာထက်ဘိုကာရှီပြုလုပ်အသုံးပြုတာဒေတာတွင်အီယံပြုလုပ်အသုံးပြုတာရွက်ဖြန်းအားသေးဖြင့်9မိုင်နိုအက်ဆစ်ပြုလုပ်အသုံးပြုတာတမာရွက်ဆေးရွက်ကြီးတွေကိုခြေခံထားပြီးပိုးပြေးဆေးတွေပြုလုပ်တာစတဲ့သဘာဝဂေယစနစ်ကိုမထိခိုက်စေတဲ့အခြားသောနည်းလမ်းသစ်တွေနဲ့ပေါင်းစပ်အသုံးပြုစေပါတယ်။စပါးကိုတော့ဂေယစနစ်မပျက်စီးအောင် SRI စိုက်ပျိုးနည်းဆိုပြီးတော့စမ်းသစ်တီထွင်စိုက်ပျိုးနေကြပါပြီ။ဒါတွေကတော့ကျွန်တော်နားလေသဘောပေါက်အကျဉ်းချုပ်ထားတဲ့ organic စိုက်ပျိုးရေးဖြစ်ပါတယ်။ဒီ4ချက်ပြည့်စုံရင်ကျွန်တော်ခြံထားခဲ့တဲ့အကြောင်းအရာတွေလည်းအလုံးစုံမဟုတ်တော့အချို့အကြောင်းအရာတွေနဲ့သဘောတရားတွေပြည့်စုံစေမှာဖြစ်ပါတယ်
ဒီနေ့ရောက်တော့ပါပဲတက်နိုင်သမျှနားလည်လွယ်အောင်အကျဉ်းချုံထားတဲ့အတွက်လိုအပ်ချက်တွေကတော့ရှိမှာပါမိတ်ဆွေတို့အနေနဲ့လိုအပ်ချက်တွေကိုအောက်က comment မှာရေးပေးသွားနိုင်ပါတယ်ခင်ဗျာကျွန်တော်လည်း organic စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ထပ်မံလေ့လာရသမျှတွေကို comment မှာထည့်သွင်းပေးသွားပါမယ်ခင်ဗျာတီးနှံစိုက်တောင်သူတိုင်းစိတ်သမျှတီးနှံထွက်တိုးပြီးထွက်သမျှတီးနှံဈေးကောင်းရကြပါစေဗျာကျေးဇူးတင်ပါတယ်